တခါတော့ငါဘောကွယ်ရှင်ဘရင်တပဟာပန်းချန့်တဲ့ခြေစင်ကြဖြတ်နေတော့လှပတဲ့မွေးလေးတကောင်စီယိုနာကစုခက်တွေကြမှာညှိနေလာကိုတွေ့လိုက်တယ်မွေးငယ်လေးကိုဘရင်ကစုခက်တွေကြားကနေလွတ်အောင်ကဲတင်လိုက်တာပေါ့ကွယ်နောက်ကနေ့ဘရင်ကြီးပန်းချန့်တဲ့လဲ့လည်နေတော့အဝိတ္တရှာတက်တက်ရရဝတ်ဆင်ထားတဲ့ပုဂ္ဂိုလ်တူကိုတွေ့လိုက်တယ်အထင်ဟာဘသူလဲဘယ်နည်းနဲ့နန်းတော်ထံကျူးကျော်ဝင်ရောက်လာတာလဲမထိတ်လန့်ပါနဲ့အရှင်ကျွန်တော်မျိုးကနဂါးမင်းပါဂျေဇုဆက်ဖို့အတွက်ရောက်ရှိလာခြင်းဖြစ်ပါတယ်။ဘာဂျေဇုများလဲ။မနေ့ကကျွန်တော်မျိုးသမီးလေးအရှင်ပန်းချန်ထဲကပန်းများကိုရှူစားရင်းစီယိုးမှညှိညူခဲ့တယ်။အရှင်ကဲတင်ခဲ့လို့သမီးတော်လေးနေလောင်ချင်းမှလွတ်ကင်းခဲ့ရတဲ့အတွက်ဂျေဇုဆက်ခြင်းပါတယ်။အရှင်လိုရပြောပါကျွန်တော်မျိုးကုညီဖို့အသင့်ပါ။နန်းတော်မှာအဖိုးတိုင်ပစ္စည်းတွေအများအပြားရှိတယ်။ဘာမှလိုလီသေးမရှိဘူးဆိုပေမဲ့တတဝါတို့ရဲ့ဘာသာစကားကိုကျွန်တော်တတ်ချင်တယ်ကျွန်ုပ်ကကြေးငတ်တိရိတ်ဆိုင်တွေကိုချစ်ခင်နေတတ်ပါတယ်ဒါပေမဲ့သူတို့ဘာတွေပြောနေမှနားမလီခဲ့ဘူးဒါမခက်ခဲပါဘူးအရှင်သူတို့ရဲ့စကားကိုနားလေချင်းရင်ဒီနေ့ကစားပြီးသူတို့ရဲ့အသားကိုမစားပါနဲ့သူအသားကိုစားပြီးသူစကားကိုနားလေတာမျိုးကမဖြစ်နိုင်ဘူးတက်တက်လက်စားပြီးခုနှစ်ရက်အတွင်းသူတို့စကားကိုအရှင်နားလေလာပါလိမ့်မယ်ဒါပေမဲ့ဒီကိစ္စကိုအရှင်လူဝဲထားရမယ်တယောက်ယောက်ကတီးသွားရင်အစွမ်းပြေသွားလိမ့်မယ်နဂါမင်းကပျော့ပျော့ဆိုဆိုပျောက်ကွယ်သွားတယ်ဘီရင်ကြီးကနဂါမင်းပြောတဲ့အတိုင်းလိုက်နာခဲ့တာပေါ့ခုနှစ်ရက်ရောက်တော့ဘီရင်ကြီးစားပွဲတော်ခံနေတော့ပွဲတော်တီးနေတော့ပေါ့ဘိုးဖလန်တကောင်ရဲ့အတန်းကိုကြားလိုက်တယ်ဘိုးဖလန်တကောင်က